ခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသောဘုရားသခင်ထံတော်ကဂျေဇုတော်နှင့်ယဉ်သက်ခြင်းသည်တင်တို့၌ရှိပါစေသောဒီနေ့တော့တခါပြန်လည်ပြီးမှကာလအစဉ်မပြတ်ဝန်ခံကြလောဆိုတဲ့နှုတ်ကပတ်တော်ကောင်းစာအဖြစ်ဆက်လက်ခွန်အားယူကြပါစို့တမန်ကျမ်းစာတစ်ပိုက်ကိုပထမဦးစွာဖတ်ချင်ပါတယ်ခတ်သိမ်းသောအရာတို့၌ဂျေဇုတော်ကြည်လာပါ၏ဟုငါတို့သခင်ယေရှုခရစ်နာမတော်ကိုထောက်၍ခမဲတော်ဘုရားသခင်ရှိကာလအစဉ်မပြတ်ဝန်ခံကြလောဧဖဩဒါစာအခန်းကြီး9အပိုင်ငယ်20ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ကာလအစဉ်မပြတ်ဝန်ခံဖို့အတွက်ဘုရားသခင်ကကျွန်တော်တို့ကိုမိန့်မာထားတဲ့အရာဖြစ်တယ်ကာလအစဉ်မပြတ်ဝန်ခံဖို့ကဘာကိုဝန်ခံဖို့လဲဆိုရင်ခတ်သိမ်းသောအရာတို့၌ဂျေဇုတော်ကြည်လာပါ၏ဟုဝန်ခံဖို့ဖြစ်တယ်ခတ်သိမ်းသောအရာတို့မှာဖြစ်တယ်အခြေအနေတိုင်းဘလိုမျိုးအခြေအနေမှာပဲဖြစ်ပါစေဘုရားသခင်ကိုဂျေဇုတော်ကြည်လာပါ၏လို့ဝန်ခံဖို့ဖြစ်တယ်အစဉ်ပြေတဲ့အချိန်ဖြစ်ပါစေဝမ်းနည်းတဲ့အချိန်ဖြစ်ပါစေအစဉ်မပြေတဲ့အချိန်ဖြစ်နေပါစေတင်ငိုကြွေးနေရတဲ့အချိန်ဖြစ်နေပါစေဘလိုမျိုးအခြေအနေအချိန်အခါမျိုးမှာဖြစ်ပါစေဒီနေ့ဘုရားသခင်ရဲ့ဂျေဇုတော်ကကျွန်တော်တို့အသက်တာထဲမှာကျွန်တော်တို့ဘဝအထဲမှာကြီးမားလာတယ်ဆိုတဲ့အရာကိုကျွန်တော်ကဝန်ခံဖို့ဖြစ်တယ်အစဉ်ပြေတဲ့အချိန်မှာဝန်ခံတယ်လို့အစဉ်မပြေတဲ့အချိန်မှာလည်းဝန်ခံဖို့ဖြစ်တယ်တင်ဝမ်းနည်းနေရတဲ့အချိန်မှာတင်ဝန်ခံတယ်လို့တင်ပျော်ရွှင်နေတဲ့အချိန်မှာလည်းထိုဘုရားရဲ့ဂျေဇုတော်ကိုဝန်ခံဖို့ဖြစ်တယ်အချိန်တိုင်းကာလအတိုင်းမှာခတ်သိမ်းသောအရာတို့မှာဘုရားရဲ့ဂျေဇုတော်ကိုဝန်ခံဖို့ဖြစ်တယ်ဒီကနေ့လက်ရှိအခြေအနေမှာကျွန်တော်ရဲ့နိုင်ငံမှာကျွန်တော်ရဲ့တိုင်းပြည်မှာကိုဗစ်ဖြစ်နေပါတယ်တော့ဒီအရာကလည်းဘုရားရဲ့ဂျေဇုတော်ကိုဝန်ခံဖို့ဖြစ်တယ်။ဘာကြောင့်ဒီအရာကိုပြောတယ်လဲဆိုရင်ဒီနေ့ကိုဗစ်ဖြစ်ခြင်းအပြင်ဒီနေ့ယုံကြည်သူအယောက်ချင်းဆိုင်အသက်တာထဲမှာထိုအသက်ရှင်တော်ဘုရားနဲ့ပို့ပြီးမှယဉ်နေကျွမ်းဝင်မှုကိုရရှိလာတယ်ဆိုတဲ့အရာကိုတွေ့ရတယ်။တချို့သောယုံကြည်သူများနဲ့အတူအမှုတော်ဆောင်များကဘလို့လောက်ကြတယ်လဲဆိုရင်ဒီနေ့ကွာရန်တင်းဝင်နေတဲ့နေရာတွေတာတွေမှာတွားပြီးမှဒီနေ့ဝေစာအပြင်တော်၎င်းဘုရားရဲ့နှုတ်ကပတ်တော်တွေကိုဝင်ငါကြတယ်ဒီအရာတွေအားလုံးကဘုရားရဲ့ဂျေဇုတော်ဖြစ်တယ်ဒီနေ့ကိုရတီဝင်နေတဲ့သူတွေကိုနှုတ်ကပတ်တော်အဖြစ်ဝင်ငါနိုင်တာလေတည်င်းစကားဘုရားရဲ့ကယ်တင်ခြင်းတည်င်းစကားဝင်ငါနိုင်တာလေဒီနေ့ဘုရားရဲ့ဂျေဇုတော်ဖြစ်တယ်ဒီနေ့ဒီအရာဖြစ်လာခြင်းအဖြစ်ယုံကြည်သူတွေကလည်းဘာဖြစ်လာတယ်လဲထိုအရာကိုကြောက်တော့ကြောက်ဘုရားနဲ့ပူပြီးအချိန်ယူလာကြတယ်အိမ်တိုင်းမှာဘုရားကိုချီးမွမ်းလာကြတယ်အိမ်တိုင်းမှာဘုရားကိုဆုတောင်းလာကြတယ်ဒီအရာတွေကိုကြည့်ခြင်းအပြင်ဒီနေ့ဒီကိုဗစ် -19 ဖြစ်ခြင်းအရာကလည်းကျွန်တော်ယုံကြည်သူတွေအတွက်ချီးမွမ်းစရာဖြစ်တယ်ဘုရားရဲ့ဂျေဇုတော်ကိုချီးမွမ်းစရာဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့နားလည်ရပါတယ်နောက်တစ်ခုပါလဲဆိုရင်ဒီနေ့မိသားစုတွေအတူတကွအိမ်တမောအောက်ထဲမှာပြန်ပြီးမှအတူနေထိုင်ခွင့်ရတယ်ဒီအရာတွေကိုစဉ်းစားရင်းနဲ့ဒီနေ့ဒီအရာတွေတစ်ခုချင်းစီတိုင်းကဘုရားရဲ့ဂျေဇုတော်ဖြစ်တယ်ဆိုတဲ့အရာကိုနားလည်ရတာဖြစ်တယ်။ဒါကြောင့်ခတ်သိမ်းသောအရာတို့မှာဘုရားရဲ့ဂျေဇုတော်ကြီးလာပါတယ်လို့ဝန်ခံပြီးမှကာလအစဉ်မပြတ်ဝန်ခံမှုဖြစ်တယ်။ခဏလေးမဟုတ်ဘူး။10မိနစ်မဟုတ်ဘူး10နာရီမဟုတ်ဘူး။ငါတို့ဒီခင်ယေရှုခရစ်ရဲ့နာမတော်ကိုထောက်၍ခမဲတော်ဘုရားခင်ရဲ့ရှေ့မှာကာလအစဉ်မပြတ်ဝန်ခံမှုဖြစ်တယ်။အချိန်တိုင်းမှာဝန်ခံဖို့ဖြစ်တယ်။နေရာတိုင်းမှာထိုဘုရားရဲ့ဂျေဇုတော်ကိုဝန်ခံဖို့ဖြစ်တယ်။ဘလိုမျိုးအခြေအနေမျိုးမှာဖြစ်နေပါစေထိုဘုရားရဲ့ဂျေဇုတော်ကိုဝန်ခံဖို့ဖြစ်တယ်။ဒီနေ့ကျွန်တော်ဘုရားအသက်တာထဲမှာတခြားအရာတွေကိုမစင်စားနဲ့အောင်ဒီနေ့အပေမရင်လာရမယ့်အခြေအနေကနေဘုရားရဲ့ဂျေဇုတော်အားဖြင့်ယေရှုခရစ်တော်အားဖြင့်ထာဝရအသက်ကိုရရှိပြီးမှကောင်းကင်နိုင်ငံသားဖြစ်ခွင့်ရတဲ့အရာတစ်ခုဒီတော့အရာအားဖြင့်သာလျှင်ဖခင်ရဲ့ဂျေဇုတော်ကိုအင်မတန်မှချီးမွမ်းနိုင်တာဖြစ်တယ်။နေ့စဉ်နေ့တိုင်းမှာကျွန်တော်တို့အသက်တာထဲမှာရှူရှဲရတဲ့လေတောက်တုံရတဲ့ရေစားတောက်ရတဲ့အစာအာဟာရမှာအရာအားလုံးမှာဖခင်ရဲ့ဂျေဇုတော်ကြီးမားလာတာဖြစ်တယ်။ထိုဘုရားရဲ့ဂျေဇုတော်ကိုကျွန်တော်အသက်တာထဲမှာကာလအစဉ်မပြတ်ဝန်ခံမှုဖြစ်တယ်။တင်ဆင်းရဲနေသည်ဖြစ်စေချမ်းသာနေသည်ဖြစ်စေအခက်အခဲကြုံတွေ့နေရတဲ့အချိန်ခါဖြစ်ပါစေဝမ်းမြောက်နေရတဲ့အချိန်ခါဖြစ်ပါစေ
Jama de Pisi, Majama de Pisi. Topaya, Jesu to her, General Poa at the Tatema, low loud Bishan and Shida Pide. Topaya, Jesu to go Chimomo Pide. Naja to Majansa got to your body. Bio ye Macon and Opayaki, Su Jesu to go, Awe, Chi Monchin Shi City, according to all as a dutia sound, Kanji go by Sangama Piota body. The general at that time, sends Ajida Kama, Paya Jesu de Bio ye Macon and now Chimala body. To Paya Bio ye Macon and do, Paya Su Jesu do de go, Aume Chimonche, Net Salabit at the Shibu Pite, Joyago, Nokbato Apie con Abijima. Najan General at that time, Gala Asimapia, Tobaya the King Shima, the King Yeshu Kre Apie, the King Yeshu Navado go Tobima, Kameto Paya the King Shima, Gala Asimapia, Paya Jesu doha, Jima Labade, Sreyago, Wunkayene, a chain Nairama to Jesu dogo Wunkayene, a dashing Java solo, Nokbato Apie, Yimala wing at the Donko Ape Bade, a yaw chinsi time for my attention of Wooden Pianka, Sana Pumbia, Limbe Baze.